လူတိုင်းအချိန်မီတိဖို့စောစောတိဖို့အရေးကြီးတဲ့အချက်ကလေးကိုဒီနေ့မျှဝေပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ TB ယောဂပိုးကနှစ်စဉ်လူတသိန်းနီးပါးလောက်ကိုကူးဆက်ပြန့်နှံ့နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ TB ယောဂနဲ့ပတ်သက်တဲ့အချက်လက်တွေကိုစောစောသိမယ်ဆိုရင်ကြိုတင်ကာကွယ်မှုတွေလုပ်လို့ရတယ်ကုသမှုမှာလည်းပုံမထိရောက်မှုတွေလုပ်လို့ရတာဖြစ်တဲ့ကြောင့်မလို့ကြိုတင်သိထားဖို့ကျွန်တော်ကမျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ TB ယောဂပိုးကဆိုလို့ရှိရင်အဆုတ်တစ်ခုတည်းတင်ဖြစ်တာလားကျန်တဲ့ဘယ်ပိုင်းတွေမှာဖြစ်သေးလဲနောက်တစ်ချက်ကကြတော့ TB ယောဂပိုးမကူးဆက်အောင်ဘယ်လိုမျိုးနေထိုင်သင့်တယ်လဲနောက်တစ်ချက်ကကြတော့ TB ယောဂပိုးကူးဆက်လာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးနေထိုင်စားသောက်သင့်လဲဒီချက်တွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ကောင်းလေးကကြတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘုသူဒ္ဓတွေကိုကိုယ်တိုင်လေ့လာလိုက်စားပြီးတော့ကိုသိရှိထားတဲ့အရာမှန်သမျှကို online ကမတည်သေးတဲ့အခြားသောတငယ်ချင်းတွေကိုပြန်လဲပြီးတော့မျှဝေပေးနေတာပဲဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ရသေးဘူးဆိုရင် follow လေးလုပ်ပေးသွားပါ YouTube လေးနေပေးသွားပါ subscribe လေးနေပေးသွားပါခင်ဗျအခြားသောမတည်သေးတဲ့တငယ်ချင်းတွေကိုလည်းပြန်လဲပြီးတော့ share ပေးခြင်းမျှဝေပေးပါဦးခင်ဗျလူတီများတဲ့ TV ကဆိုလို့ရှိရင်အဆုတ် TV ဖြစ်ပြီးတော့အဖြစ်အများဆုံး TV လေးဖြစ်ပါတယ်ခင်ဗျအခြားသောခန္ဓာကိုယ်အစိတ်ပိုင်းကိုလည်း TV ယောဂပိုးတွေဝင်ရောက်ပြီးတော့ TV ယောဂဖြစ်နိုင်ခြေရှိပါတယ်ကျွန်တော်တို့နောက်မှာအမေးပါရောင်ပြီးတော့ဦးနောက် TV ဖြစ်တာတွေအယိုးအစစ်တဲကိုဝင်ရောက်ပြီးတော့အယိုး TV ဖြစ်တာတွေတို့ကြောက်ကတ်တို့နှလုံးတို့ဒီလိုနေရာတွေမှာလည်းဒါ TV ပိုးဝင်ရောက်ပြီးတော့ TV ဖြစ်တတ်ပါတယ်အစာရေဦးလန်းချောင်းတစ်လျှောက်မှာလည်းပဲဒါ TV ယောဂပိုးဝင်ရောက်ပြီးတော့ UTB တို့ဖြစ်တတ်ပါတယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်တို့အရေပြားမှာဆိုလို့ရှိရင်လည်းအရေပြား TV ဖြစ်တတ်ပါတယ်ကြောက်ကတ်ကိုလည်းဝင်ရောက်ပြီးတော့ကြောက်ကတ်မှာလည်း TB ဖြစ်နိုင်ခြေရှိပါတယ်ခင်ဗျဒါဆိုလို့ရှိရင် TB ယောဂပိုးဟာခန္ဓာကိုယ်အနှံ့မှာရှိတဲ့ဘောနော်အစိတ်ပိုင်းတွေအားလုံးကိုသူရောက်ရှိတဲ့နေရာမှာ TB ယောဂဖြစ်နိုင်ခြေရှိပါတယ် TB ယောဂပိုးမကူးဆက်အောင်ဘယ်လိုမျိုးနေထိုင်ရမယ်လဲဆိုလို့ရှိရင်လူထူထပ်တဲ့နေရာတွေကိုသွားလာခြင်းကိုရှောင်ကျဉ်ပါတကယ်လို့သွားလာရပြီဆိုလို့ရှိရင်လည်းဘောနော် mask တက်ပြီးတော့သွားပါပြန်လာလို့ရှိရင်လည်း mask ကိုစနစ်တကျစွန့်ပစ်ပါပြီးလို့ရှိရင်ကိုဝတ်ထားတဲ့အဝတ်စားတွေကိုဘောနော်အသေးချာလေးလျှော်ဖို့ပါခန္ဓာကိုယ်ကိုလည်းရေတန့်စင်ပြီးတော့ရေချိုးပေးလိုက်ပါပြီးလို့ရှိရင်လက်တန့်ဆေးတွေကိုလည်းသုံးဆွဲရမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့အေးရဝဝအိတ်မဲ့စားရပြုတ်ရတဲ့အစားအသောက်တွေကိုစားတောက်ခြင်းဖြင့်ခန္ဓာကိုယ်ခုခံအားကောင်းအောင်နေထိုင်ရမှာပဲဖြစ်ပါတယ်ခန္ဓာကိုယ်လှုပ်ရှားမှုအနေနဲ့လက်ကျင်ကန်းတွေကိုတစ်နှစ်နိုင်ဝက်ခန့်လုပ်ပေးရမှာပဲဖြစ်ပါတယ်ဆေးလိပ်တို့အရက်တို့ဘီယာတို့ကိုလည်းဒါတောက်သုံးခြင်းမှာရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်သုံးတစ်ချက်TB ယောဂဖြစ်လာပြီဆိုလို့ရှိရင်ဘယ်လိုမျိုးနေထိုင်စားသောက်သင့်တယ်လဲဒီချက်ကလေးကိုဆက်လက်ပြီးတော့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော် TB ယောဂလက္ခဏာကိုခံစားနေရပြီဆိုလို့ရှိရင်မိမိတို့အနေနဲ့ဆရာဝန်ကပေးတဲ့ဆေးတွေကိုပုံမှန်ပေါ့နော်သူသတ်မှတ်ထားတဲ့လအတိုင်းဒါတိတိကျကျမှန်မှန်ကန်ကန်တောက်သုံးပေးရမှာပဲဖြစ်ပါတယ်နှာခေါင်းစည်းမှက်ကိုလည်းဒါတက်ထားပေးရမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့အိမ်နေအတူနေမိသားစုတွေနဲ့ပေါ့နော်ဒီစစ်တောက်နေတဲ့ကာလပတ်လုံးပေါ့နော်ခတ်ခွာခွာနေပေးရမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုယ်မှာရှိတဲ့ယောဂပိုးပေါ့နော်အခြားသူတွေကိုမကူးဆက်ဖို့အတွက်ကာကွယ်ရမှာပဲဖြစ်ပါတယ်ခင်ဗျ။ပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်အစားအသောက်တွေစားတောက်မယ်ဆိုလို့ရှိရင်အာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုစားတောက်ပေးရမှာပဲဖြစ်ပါတယ်။အခုခုခံအားကိုကောင်းစေပြီးဘက်တီးရီးယားကိုတိုက်ခိုက်နိုင်တဲ့အစားအစာတွေကဆိုလို့ရှိရင်ကျွန်တော်တို့အိမ်မှာအမြဲသုံးနေတဲ့ကြက်သွန်ဖြူပေါ့နော်။ကြက်သွန်ဖြူကိုမိတ်ဆွေတို့အနေနဲ့ပေါ့နော်အစိမ်းစားတာပဲဖြစ်ဖြစ်ဟင်းထဲမှာချက်စားတာဖြစ်ဖြစ်စားလို့ရပါတယ်ကြက်သွန်အဖြူအနီးပြီးလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဇီးဖြူသီးလို့လည်းခေါ်တယ်ကျွန်တော်တို့ဘက်မှာတော့ရှားဖြူသီးပေါ့နော်ရှားဖြူသီးကိုလည်းစားသုံးပေးလို့ရပါတယ်နွားနှုတ်ပြီးလို့ရှိရင်ငပြောသီးပြီးလို့ရှိရင်ပေါ့နော်ဩဇာသီးဒီလိုမျိုးအသီးအနှံတွေကိုလည်းစားသုံးပေးရမှာပဲဖြစ်ပါတယ်အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကိုစားသုံးခြင်းအပြင်ခုခံအားကိုပြန်လဲပြီးတော့ကောင်းမွန်စေမှာပဲဖြစ်ပါတယ်နောက်ချက်ကကြတော့မိတ်ဆွေတို့အနေနဲ့အိပ်ရေးဝဝအိပ်ရမှာပဲဖြစ်ပါတယ်အာဟာရမြတ်တအောင်လဲစားတော့ရမယ်အိပ်ရေးကိုလည်းဝအောင်အိပ်ရမယ်လက်ကျင်ကန်းလေးလည်းပုံမှန်လုပ်ပေးခြင်းအပြင်ဘောနော်ဆေးတော့ပြီးတာနဲ့တပြိုင်နက်မိတ်ဆွေတို့ရဲ့ကျန်းမာရေးအပြည့်အဝပြန်လဲပြီးတော့ကောင်းမွန်လာမှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲကျန်းမာပျော်ရွှင်ပြည့်စုံတဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ